တခါတော့ကကျေးလက်ရွာလေးတစ်ရွာမှာဦးစံဖေးဆိုတဲ့ဆင်းရဲသားတယောက်ကယောဂဝေဒနာကြောင့်အိမ်ရထဲမှာပဲလှပေါင်းများစွာကြောင်လဲနေခဲ့ရပါတယ်။အိုမင်းမစွန့်ဖြစ်နေတဲ့ဦးစံဖေးဟာတနေ့မှာတော့သူ့ရဲ့သားသမီး၃ယောက်ကိုခေါ်ပြီးစုစည်းစေခဲ့ပါတယ်။ငါသားတို့သမီးတို့မင်းတို့၃ယောက်ကငါလိုပဲဆင်းရဲဒုက္ခမခံစားတတ်ပါကွယ်။မင်းတို့ဘဝကိုကောင်းကောင်းမွန်မွန်နေထိုင်နိုင်အောင်လဲအဖေမပေးနိုင်ပြန်ဘူး။ဒီအတွက်ကြောင့်အဖေတကယ်ဝမ်းနည်းမိတယ်။ဖခင်ရဲ့ပူဆွေးဝမ်းနည်းနေတဲ့စကားတန်ကိုကြားတော့သားသမီး၃ယောက်လုံးရဲ့မျက်ဝန်းတွေမှာမျက်ရည်စာမြောက်ဝေဝဲလာကြတာပေါ့မပြောပါနဲ့ဖေရဲ့အဖေမရှိရင်သမီးတို့ဒီနေ့ထိအသက်ရှင်နိုင်မှာမဟုတ်ပါဘူးဟုတ်ပါတယ်ဖေရဲ့ကျွန်တော်တို့ရဲ့ဘဝအခြေအနေကြောင့်အဖေတို့တခါမှမမုန်းခဲ့ဘူးပါဘူးဟုတ်တယ်နော်ညီလေးဟုတ်ပါတယ်အကိုအဖေသာကျမရုပ်ကိစိုက်ပါကျွန်တော်ဘာမှမစင်စားပါနဲ့ဒီနောက်ဦးစံဖေဟာသူ့မှာရှိတဲ့ပိုင်ဆိုင်မှုအနှင်းငယ်ကိုသားသမီး၃ယောက်စီတန်းတူညီမျှခွဲဝေပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ကဲငါမိသားစုဟာဆင်းရဲတာဆိုတော့ကောင်းမွန်တဲ့အရာတွေပေးစရာမရှိဘူး။ဒါပေမဲ့နားထောင်ကြ။ဘာလဲသမီးကအကြီးဆုံးဆိုတော့ဒီမြေကိုအဟောင်းယူလိုက်ပါ။ကျေးဇူးတင်ပါတယ်ဖေ။ဒီလက်ဆောင်တွေအရင်ကကျေးဇူးတင်ပါတယ်။မင်းခန့်မင်းကသားလက်ဆိုတော့ဒီအင်အားရှိတဲ့မြေကိုယူလိုက်။ကျေးဇူးတင်ပါတယ်ဖေ။ကျွန်တော်ဒီမြေကိုကောင်းကောင်းမွန်မွန်ပြုစိုက်ပါမယ်။မောင်တို့သားလေးမင်းရတော့အငယ်ဆုံးဆိုတော့ဒီကြောင်ပဲယူပါကွယ်မောင်တူးဟာဖခင်ပေးတဲ့အမွေကိုကြားလိုက်ရတော့စကလုံးတွေတောင်စွန့်အားသွားခဲ့ပါတယ်သူ့အမဖြစ်သူပလဲယာမြေအိုးရခဲ့ပြီးအကိုဖြစ်သူမင်းခန့်ကလည်းအလွတ်လုံနိုင်တဲ့မြေကိုရရှိပါတယ်ဒီအရာတွေဟာအသက်မွေးဝမ်းကြောင်းအတွက်အမှန်တကယ်အထောက်အကူပြုနိုင်မဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒါပေမဲ့သူကြတော့ဘာမှသုံးစားလို့မရတဲ့ကြောင်တကောင်သားဖြစ်နေတာပေါ့အဲ့ဒါဟာတန်ဖိုးမရှိဘူးလို့ထင်ရတာကြောင့်မောင်တိုးရင်ထဲမှာနားမလည်နိုင်တဲ့စိတ်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ဒါပေမဲ့ဖခင်ရဲ့အဆုံးအမနဲ့မြတ်တာကိုလေးစားတဲ့အနေနဲ့အဲ့ဒီခံစားချက်ကိုမျိုးသိပ်ပြီးကျေးဇူးတင်စကားပြန်ပြောလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ဖေ။ဖခင်ရဲ့အမွေပစ္စည်းခွဲဝေမှုပြီးဆုံးသွားတဲ့အခါမှာမောင်တိုးဟာရှင်ရလိုပဲသူ့အကိုနဲ့အမကိုအမြဲမနာလို့စိတ်ဖြစ်နေပါတော့တယ်။သူကမကြာခဏဆိုသလိုတက်ပြင်းချရင်တကူတဲ့ညီးတွားပြောဆိုနေခဲ့တာပေါ့။ငါ့ကိုနဲ့အမသူတို့ရဲ့လုပ်ငန်းတွေအကြောင်းပြောနေကြတာပဲသူတို့ရတဲ့အမွေတွေကတန်မိုးရှိတဲ့အရာတွေကြီးပဲငါမှတော့ဒီကြောင်လေးပဲရှိတယ်ငါနောက်ပိုင်းကျရင်ဘယ်လိုလုပ်အသက်မွေးဝမ်းကြောင်းပြုလုပ်ရပါမလဲတကယ်တော့မောင်တိုးအမွေရလိုက်တဲ့ကြောင်လေးဟာတာမန်တရိတ်ဆန်တကောင်မဟုတ်ပါဘူးသူဟာအရန်ကိုထူးခြားပြီးလူစကားပြောနိုင်တဲ့ပြင်ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ကြောင်ဖြစ်ပါတယ်သူ့သခင်ရဲ့စိတ်သက်ကြနေတဲ့အတန်ကိုကြားလိုက်ရတော့ဉာဏ်ကြီးရှင်ကြောင်လေးဟာတိမ်မွေ့ပြီးယုံကြည်မှုရှိတဲ့အတန်လေးနဲ့ပြောလိုက်ပါတယ်။သခင်မနာလို့မဖြစ်ပါနဲ့။ဟေးငါ့ဘသူကစကားပြောနေရလဲ။ကျွန်တော်ပြောနေရပါ။သခင်ကျွန်တော်အတွက်ကျိုးတက်အိတ်တစ်လုံးနဲ့အကောင်စားတည်ရဖက်နဲ့တရံချုပ်ပေးပါ။အဲ့ဒါပြီးရင်သခင်ရဲ့ဖခင်ထားခဲ့တဲ့အမွေရဲ့ကျေးဇူးကိုသခင်ရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်။ဘာမင်းကဘသူလဲ။မင်းကလူစကားပြောတတ်တယ်ဆိုတော့နှက်ဆိုးတွေများဝင်ပူးနေရလား။ပြီးတော့ငါ့ကိုဒီလိုလာပြီးအမိတ်ပေးဖို့မင်းကဘလောက်တောင်တော်လို့လဲ။ငါအခုစင်းရဲနေပြီဒါတော့မင်းကငါပစ္စည်းတွေသုံးပြီးမင်းအတွက်ဖက်နှက်ကိုလှုပ်ခိုင်းနေတယ်ဟမ်ကြောင်စုပ်ဟုတ်လားမောင်တိုးဟာကြောင်ရဲ့စကားတွေကိုယုံကြည်ဖို့ခက်ခဲနေသေးပါဒါကြောင့်အဲ့ဒီစကားတွေကိုလစ်လျူရှုခဲ့ပေမဲ့ညံကြီးရှင်ကြောင်ကဇွဲမလျှော့ပဲအချိန်ချင်းတောင်းဆိုလာတာကြောင့်နောက်ဆုံးမှာတော့မောင်တိုးလည်းလိုက်လျောပေးလိုက်ရပါတယ်သူဟာကြောင်ရဲ့ဆန္ဒအတိုင်းပဲတင့်တော်တဲ့အိတ်တလုံးနဲ့ခိုင်ခဲတဲ့တရေဖက်နှက်တရံကိုလှုပ်ပေးလိုက်ရပါတယ်ငါပြောပြီးသားနော်ငါ့ကိုလုံးဝမလှည့်စားနဲ့မင်းပြောတဲ့အတိုင်းသေချာလုပ်ပြကျွန်တော်ပြောသမျှအကုန်လုံးလုပ်ပေးပါမယ်သခင်ကျွန်တော်ယုံပါနောက်တနေ့မနက်အာယုံဦးမှာတော့ကြောင်လေးဟာသူ့ရဲ့အစီအစဉ်အတိုင်းစတင်လှုပ်ရှားပါတော့တယ်သူဟာမောင်တိုးလှုပ်ထားပြီးတဲ့ဖနက်ကိုခြေထောက်နှစ်ဖက်စလုံးမှာတည်တည်ချာချာစီးပြီးအိတ်ကိုလည်းကြောမှာပူးထားလိုက်တယ်ဒီနောက်သူဟာယုံတွေပေါ်များတဲ့တောအုပ်စီကိုတွက်လက်စွာနဲ့ခုန်ဆင်းသွားခဲ့တာပေါ့ဟုတ်ပြီငါတင့်တော်တဲ့နေရာကိုရောက်လာပြီဟေ့ကြောင်လေးဟာမဲလိုက်ဖို့တင့်တော်တဲ့နေရာကိုရွေးချယ်ပြီးခဏရက်ကပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတယ်။ပြီးတာနဲ့သူ့လက်ပင်ကအိတ်ကိုချုပ်ပြီးအိတ်ရဲ့အဝကိုခက်ကြဲကြဲဖွင့်ထားလိုက်တယ်။ဒီနောက်သူကစိမ့်ဆိုတဲ့မြက်တွေနဲ့ကစုံရက်တွေရှိတ်ပြီးအိတ်ထဲကိုထည့်လိုက်ပါတယ်။တားအပြင်ရုံတွေကိုဆွဲဆောင်နိုင်ဖို့အရွက်စိမ့်တွေကိုလည်းအိတ်အပြင်ဘက်မှာထွက်နေအောင်ဖန်တီးထားလိုက်တာပေါ့။အိယာယာအစင်းသင်းဖြစ်ပြီးဆိုမှအဲ့ဒီထောင်ချောက်ရဲ့အနီးကတစ်ပင်အကွယ်မှာတိတ်ဆိတ်စွာပုံအောင်ရင်စောင့်ကြည့်နေပါတော့တယ်
ရုံတွေကရိတ်ထားတဲ့မြက်နဲ့ကစွန်းရွက်တွေကိုလှစ်လှူရှူထားမယ်ဆိုရင်တော့မဖြစ်ဘူး။ကြောင်ရဲထောင်ချောက်ဟာအမှန်တကယ်အလုပ်ဖြစ်ခဲ့ပါတယ်။ခဏအကြာမှာပဲအစားပိုတန်ပြီးညံနေတဲ့ရုံတစ်ကောင်ဟာအိတ်ထဲကမှတ်မောစရာကစွန်းရွက်နဲ့မျက်နှုကိုမြင်တွေ့သွားတော့တာပေါ့။ဒီနောက်ဖြစ်လာမယ့်အန်ဒီရဲ့ကိုလုံးဝမတွေးမိပဲစားတော့ဖို့အိတ်ထဲကိုရဲရဲဝံ့ဝံ့ဝင်ရောက်သွားပါတယ်။ရုံဟာအိတ်အတွင်းပိုင်းထိလုံးဝရောက်ရှိသွားပြီဆိုတာနဲ့တစ်ပင်အခွဲမှာပုံအောင်နေတဲ့ကြောင်ဟာလင်းမြန်စွာခုန်ထွက်လာခဲ့တာပေါ့ပြီးတော့အိတ်ကိုချက်ချင်းဆွဲပိတ်ပြီးအဲ့ဒီရုံကိုဖမ်းဆီးလိုက်ပါတယ်ဟာမင်းကဘယ်ပြေးမလို့လဲကွာရုံကိုဖမ်းပြီးတဲ့နောက်မှာကြောင်ကအချိန်မဆွဲတော့ပါဘူးသူ့ရဲ့အမဲလိုက်ကျွမ်းကျင်မှုအသုံးပြုကရုံကိုမတနာပဲချက်ချင်းတပ်ပစ်လိုက်ပါတယ်အကြောင်ကတော့အဲ့ဒီရုံဟာဘရင်ကိုဆက်သားရမယ်အဖိုးရန်လက်ဆောင်ဖြစ်နေလို့ပါဒီနောက်မှာတန်ဖိုးရှိတဲ့သားကောင်ကိုအိတ်ထဲထည့်ပြီးမန်ပါပါနဲ့ဘရင်နန်းတော်စီကိုဦးတည်သွားပါတယ်နန်းတော်တကားဝါကိုရောက်တာနဲ့ညံကြီးရှင်ကြောင်ဟာတကားမိုးတွေကိုမြင်တော့ယူသေးစွာနဲ့ပြောလိုက်ပါတယ်ခွင့်ပြုပါအောင်သခင်တို့ကျွန်တော်ဘရင်ကြီးနဲ့တွေ့ခွင့်ရနိုင်မလားဗျဒီအိတ်ထဲမှာဘရင်ကြီးတွေလက်ဆောင်ပန်းနာတွေပါပါတယ်နန်းတော်တကားဆောင်ကြီးတွေကလည်းပုံမှန်မဟုတ်တဲ့ဧည့်သည်ဖြစ်တဲ့ကြောင်ကိုထူးဆန်းတယ်လို့ကြည့်ပြီးဘရင်ကြီးနဲ့တွေ့ခွင့်ပြုလိုက်တာပေါ့ဘရင်ကြီးရဲ့ခမ်းနားတဲ့ရာစပလင်ရှိမှာကြောင်လေးဟာလေးစားစွာဒူးထောက်လိုက်ပြီးတလိထုံတဲ့အတိုင်းခါးကိုကိုင်းညွတ်ကနှုတ်ဆက်လိုက်ပါတယ်အရှင်မင်းကြီးဒါကကျွန်တော်မျိုးရဲ့သခင်မောင်တို့ကအရှင်မင်းကြီးကိုလေးစားသမှုနဲ့ဆက်တာဖို့အလို့ငါပေးပို့လိုက်တဲ့အကောင်းဆုံးယုံမှာကြောင်လေးရဲ့ရှင်ကျေးပြူငါမှုမြင်တွေ့လိုက်ရတဲ့ဘရင်ကြီးဟာတော်တော်လေးကိုကျေနပ်သွားခဲ့တာပေါ့ဒါအပြင်အခုလိုအထူးဆန်းဖန်တီးတတ်ပြီးညံကောင်းတဲ့တတဝါလေးကိုပထမဆုံးချိန်တွေ့ပူးတာကြောင့်ဝမ်းသာအားရနဲ့ကြောင်လေးကိုပြန်လဲမိန်ကြားလိုက်ပါတယ်။အိုးညံကောင်းတဲ့ကြောင်လေးပါလား။မင်းရဲ့သဘောထားကြီးတဲ့သခင်ကတော့တော်တော်လေးကိုကံကောင်းတာပဲ။မင်းရဲ့လက်ဆောင်လက်ခံပါရဲ့ကွယ်။ပထမအကြိမ်အောင်မြင်မှုရပြီးတဲ့နောက်ညံကြီးရှင်ကြောင်လေးဟာနောက်တဲ့စီစဉ်တစ်ခုကိုစတင်ပြန်တယ်။နောက်တစ်ကြိမ်မှာတော့သူဟာကျုံနှုတွေစုပုံထားတဲ့ကြောင်ပုံကြီးတစ်ခုအနီးမှာအိတ်ကိုကြဲကြဲဖွင့်ထားပြီးမတ်တရက်စောင့်နေခဲ့တာပေါ့။အဲ့ဒီချိန်ရုတ်တရက်စကွဲတွေကိုအလွန်သဘောကျတဲ့ငှက်နှကောင်ဟာအစာလူဖို့ရှံပြစ်ကြရင်အမှတ်တမဲ့အိတ်ထဲကိုပြန်တန်းဝင်ရောက်သွားပါတယ်။ဒီကောင်တွေကတော့အိတ်ထဲကိုတက်တဲ့ပဲဟိကောင်းလိုက်တာကွာ။ငှက်နှကောင်အိတ်ထဲကိုရောက်တာနဲ့ကြောင်လေးဟာချက်ချင်းအိတ်ပေါ်ခုန်တက်ပြီးအိတ်ဝကိုမြင်းမြဲစုပ်ကင်လိုက်ပါတယ်။ဒီလိုနဲ့နောက်ထပ်အဖိုးရန်လက်ဆောင်ကိုဆွဲကင်ရင်နန်းတော်စီရောက်သွားပြီးဘရင်ကြီးကိုဆက်သားလိုက်ပြန်တာပေါ့။ဘရင်ကြီးကလည်းအခုလိုထူးခြားတဲ့လက်ဆောင်မျိုးကိုကြောင်လေးတစ်ကောင်စီကနေရရှိတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးကြီးဖြူစွာလက်ခံလိုက်ပါတော့တယ်။ကြောင်လေးငါမင်းကိုခမ်းနားတဲ့စားတော့ပွဲကျင်းပပေးမယ်။မင်းတီအစားအစာတွေပျော်ပျော်ပါပါစားသုံးလို့ရပြီ။ဒီနေ့မှာတော့လိမ္မာပါနေတဲ့ကြောင်ဟာအဖိုးတန်တဲ့တစ်ခုကိုရရှိခဲ့ပါတယ်။အဲ့ဒါကတော့ဘရင်ကြီးဟာသူ့ရဲ့သမီးတော်လေးစန်တာနဲ့တူမြစ်ကမ်းနားကိုအပန်းပြစ်ခီးထွက်တော်မူတယ်ဆိုတဲ့တဲ့မဲ့ဖြစ်ပါတယ်။ဒါကသူ့သခင်အတွက်ကြီးမားတဲ့အခွင့်အရေးဖြစ်တာကြောင့်ကြောင်လေးဟာစိတ်လှုပ်ရှားသွားခဲ့တာပေါ့။ဒါကြောင့်သူ့ရဲ့သခင်မောင်တိုးစီကိုအမြန်သွားပြီးလျှို့ဝှက်တဲ့အတန်နဲ့တူတူလေးပြောလိုက်ပါတယ်။သခင်ကျွန်တော်ပြောတာသခင်နားထောင်ရင်ကြီးမားတဲ့ကံကောင်းခြင်းကိုရလိမ့်မယ်နော်။ဘာမင်းပြောတာထက်လို့ရမှာလား။ငါဘာလို့ရမှာလဲကွာ။သခင်ကျွန်တော်သခင်ကိုပြတဲ့ချောင်းထဲမှာရေသွားချုပ်လိုက်။ကြီးမားတဲ့ကံကောင်းခြင်းကိုရလိမ့်မယ်။ကျွန်တော်အဲ့ဒီအတွက်ဆူတောင်းပေးပါမယ်သခင်။မောင်တိုးလည်းဘာမှနားမလည်ပေမဲ့ကြောင်လေးရဲ့တောင်းဆိုချက်ကိုမငင်းဆန်နိုင်ပဲလိုက်နာခဲ့ပါတယ်။ကောင်းပြီငါဘာမှနားမလဲဘူးကွာ။မင်းပြောတဲ့အတိုင်းတော့လုပ်လိုက်ပါမယ်။ကြောင်ရဲ့အစီအစဉ်တိုင်းလှုပ်ဆောင်ဖို့ပြင်းနေတုံးမှာပဲဘရင်ကြီးနဲ့မင်းသမီးလေးတို့ဟာတင့်တယ်တဲ့ရထလုံးနဲ့ချောင်းသားကိုရောက်လာခဲ့ကြပါတယ်။တပြိုင်နက်တည်းမှာပဲမောင်တို့ကညံကြီးရှင်ကြောင်လေးပြောသလိုရှေ့ထဲဆင်းပြီးရေချိုးလိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲကြောင်လေးဟာရုတ်တရက်ဆိုသလိုသူ့ရဲ့အတန်ကိုအစွမ်းကုန်တောင်းပြီးပေးပတ်ဝန်းကျင်တစ်ခုလုံးကြောင်အကျယ်ကြီးအော်ဟစ်လိုက်ပါတယ်။ကဲကြပါအောင်ကျွန်တော်တခင်ရှင်နေလို့ပါကဲပါအောင်မီးကြောင်ရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတဲ့အခါမှာဘရင်ကြီးလည်းအံ့အားသင့်သွားပြီးရထလုံးထဲကနေအပြင်ဘက်ကိုလှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီအခါအဲ့ဒီအတန်ပန်ရှင်ကသူ့ကိုသားကောင်နဲ့အမြဲဆက်တာနေတဲ့ညံကြီးရှင်ကြောင်ဖြစ်နေတာကိုချက်ချင်းမှတ်မိသွားတော့တာပေါ့။ဟာဒါဟိုညံကြီးရှင်ကြောင်လေးပဲမင်းတို့အဲ့ဒီကြောင်ရဲ့သခင်ကိုအမျက်ဆုံးသွားခဲ့ကြစမ်းဘရင်ကြီးရဲ့အစီခံတွေကမောင်တိုးကိုရေထဲကနေအမြန်ကဲဆယ်နေတုံးမှာပဲညံကြီးရှင်ကြောင်ဟာအချိန်မဆွဲတော့ပဲဘရင်ကြီးရဲ့ရထလုံးနာကိုချင်းကပ်သွားခဲ့ပါတယ်ပြီးတာနဲ့အလွန်စိုးရင်ပူပန်တဲ့ပုံစံနဲ့
ဘယင်ကြီးကိုအခုလိုပြောပြလိုက်တာပေါ့ဘယင်ကြီးသခင်ရှင်နှစ်နဲ့တော့စိတ်သက်ရုံမာတဲ့တခိုးတယောက်ဟာသူ့ရဲ့တန်မိုးရှိတဲ့ဝတ်စားတွေအကုန်လုံးခိုးသွားပါတယ်အခုလောလောဆယ်သခင်မအဝတ်ပုံမပါလို့ဝတ်စရာမရှိသေးပါဘူးမင်းကြီးအမှန်တကယ်တော့ကြောင်လေးဟာမောင်တိုးရဲ့အဝတ်စားတွေကိုချောင်းပေးရကြောက်တုံးကြီးကြီးအောင်မှလုံခြုံစာဖွက်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီလိန်ညာပြောဆိုမှုကိုဘယင်ကအမှန်တကယ်လို့ယုံကြည်သွားပြီးမင်းမျိုးမင်းတွေတူအဝတ်စားမဲ့ဖြစ်နေတာကိုမကြည့်လို့တာကြောင့်ချက်ချင်းအမိန့်တော်ကိုထုတ်ပြန်လိုက်ပါတယ်အမတ်ကြီးနန်းတော်အမြန်ပြန်သွားလိုက်ပြီးရင်အကောင်ဆုံးနဲ့တန်ဖိုးရှိတဲ့ဝတ်စားတွေကိုအဲ့ဒီကြောင်လေးရဲ့သခင်အတွက်သွားယူလာခဲ့မောင်တိုးဟာအမတ်ကြီးယူလာတဲ့ရွှေချီတိုးဝတ်စားတွေကိုလဲလှယ်ဝတ်ဆင်ပြီးတဲ့အခါသူ့ရဲ့အသွင်ပြင်ကလုံးဝပြောင်းလဲသွားခဲ့ပါတယ်မောင်တိုးဟာခန်းညားထဲသွားတဲ့ပုံစံနဲ့ဘီရင်ကြီးကိုအယိုသေးပေးဖို့ရထလုံးအနာထိတိုးကပ်လာခဲ့တာပေါ့ဘီရင်ကြီးကလည်းမောင်တိုးရဲ့ရုပ်ရည်နဲ့ပြောဆိုကိုသဘောကျပြီးစိတ်ရင်းအမှန်နဲ့စကားပြောနေခဲ့ပါတယ်အဲ့ဒီအချိန်ရထလုံးထဲမှာထိုင်နေတဲ့မင်းသမီးဆန္နာကခန့်ညားတဲ့ရုပ်ရည်နဲ့မောင်တိုးကိုခဏခဏခိုးကြည့်နေမိပါတယ်။အိုးမင်းသမီးလေးကအဲ့ဒီလူတော်တော်လေးကိုသဘောကျနေတဲ့ပုံပဲနော်။ခဏခဏခိုးကြည့်နေတော့လေ။မဟုတ်ပါဘူးဟဲ့။ငါချောင်းကိုပဲကြည့်နေတာပါ။အဲ့ဒီစကားကိုကြားတော့မောင်တိုးကလည်းမင်းသမီးကိုခိုးကြည့်ပြီးနူးညံ့စွာပြုံးပြလိုက်ပါတယ်။မောင်တိုးရဲ့ခန့်ညားတဲ့အသွင်ပြင်ကိုသဘောကျနေတဲ့ဘရင်ကြီးဟာသူ့ကိုတော်ဝင်ရဲ့ထလုံးပေါ်တက်ခန်းလိုက်ပါတယ်။ဒီနောက်သူတို့အားလုံးခီးဆက်ကြရမှာလန်တလျှောက်ရှိတာယာလှပတဲ့ကျေးလက်ရှုခင်းတွေကိုပျော်ရွှင်စွာခန်းစားကြည့်ရှုနေကြတာပေါ့တစ်ချိန်တည်းမှာပဲကြောင်လေးဟာသူ့ရဲ့အောင်မြင်တဲ့အကြံစီတွေအလွန်ဝမ်းမြောက်နေပြီးတော်ဝင်တပ်ဖွဲ့ရဲ့ရှေ့ဆုံးကနေစွမ်းအားအပြည့်နဲ့ရှောက်သွားနေခဲ့ပါတယ်အဲ့ဒီညံကြီးရှင်ကြောင်လေးဟာရတလုံးကိုကြောတက်ပြီးလင်းမြန်စွာနဲ့အရှိကနေပြေးသွားပါတယ်လန်တလျှောက်မှာရှိတဲ့လေကွင်းတွေနဲ့ကြေးရွာတွေကိုဝင်ရောက်ပြီးအလုတ်လုံနေတဲ့လူတိုင်းကိုမကြောက်မရွံ့ချင်းကပ်ခဲ့ပါတယ်ပြီးတော့သူတို့ကိုတုံလှုပ်သွားစေမဲ့စကလုံးတွေတောင်းပြီးညံနီညံနဲ့အတင်းကျပ်ချင်းချောက်ပြောဆိုနေပါတော့တယ်လူတိုင်းပဲခဏနဲ့ဘရင်ကြီးရဲ့ရထလုံးရောက်လာပါလိမ့်မယ်အဲ့ဒီအခါဒီလေကွင်းရဲ့ပိုင်ရှင်ကိုမေးရင်ဒါရီဟာမင်းမျိုးမင်းနွယ်မောင်တိုးရဲ့လေကွင်းတွေပါလို့တတန်နဲ့ဖြေရမယ်ကြောင်လေးရဲ့ထူးထူးဆန်းဆန်းစကားတွေကြောင့်လူတွေအားလုံးရဲ့မျက်နှာမှာစိတ်ရှုပ်ထွေးသွားကြပါတယ်ငါပြောတဲ့အတိုင်းမင်းတို့လုပ်ရင်ဈေးကောင်းပေးပြီးမင်းတို့ရဲ့စပားတွေအားလုံးငါဝယ်ပေးမယ်ရပါတယ်ပြဿနာမရှိပါဘူးမင်းပြောတဲ့အတိုင်းငါတို့လုပ်ပေးပါမယ်မင်းသာလေကွင်းတိုင်းကငါတို့စပားကိုဝယ်ပေးမကြခင်မှာပဲဘရင်ကြီးဟာအဲ့ဒီလေကွင်းတွေရဲ့အနားကိုရောက်လာပြီးပိုင်ရှင်ဘသူလဲဆိုတာကိုမေးလိုက်ပါတော့တယ်အဲ့ဒီအခါရွာသားတွေအားလုံးကလည်းကြောင်လေးမှာထားတဲ့အတိုင်းတလေတန်နဲ့ထွက်လာခဲ့တာပေါ့အရှင်မင်းကြီးဒီလေကွင်းတွေကမင်းမျိုးမင်းနွယ်မောင်တိုးရဲ့အပိုင်းမှာအဲ့ဒီစကားကိုကြားတော့ရထလုံးပေါ်ကမောင်တိုးတယောက်မျက်လုံးပြူပြီးမယုံနိုင်အောင်ဖြစ်နေခဲ့ပေမဲ့ဘရင်ကြီးကတော့အရင်ကိုပျော်ရွှင်သွားပြီးမောင်တိုးကိုချီးကျူးနေပါတော့တယ်။အိုးမောင်တိုးရေမင်းမလေယာမြေပိုင်ဆိုင်မှုတွေတလောက်တောင်များနေရလားကွယ်။လေကွင်းတွေအားလုံးကိုအောင်မြင်စွာစီမံပြီးချိန်မှာတော့ညံကြီးရှင်ကြောင်လေးဟာနောက်ဆုံးပန်းနိုင်စီကိုဥတီသွားခဲ့ပါတယ်။အဲ့ဒီပန်းနိုင်ကတော့ချမ်းသာကြွယ်ဝပြီးစွမ်းအားကြီးမားတဲ့ဘလူးတကောင်ရဲ့ပိုင်ဆိုင်မှုပုံပိတ်မှန်ပဲဖြစ်ပါတယ်။အဲ့ဒီကိုရောက်တာနဲ့ကြောင်လေးဟာဘာကိုမှဂရုမစိုက်ပဲတတိရှိရှိနဲ့အဲ့ဒီပုံပိတ်မှန်ကြီးတဲ့ကိုဝင်ရောက်သွားပါတယ်။အိုးဒီပုံပိတ်မှန်တကယ်ကြီးမားတာပဲ။ဒါကြောင့်လူတွေကဘလူးရဲ့အပိုင်ဟာတိုင်းပြည်တစ်ဝက်လောက်ချမ်းသာနိုင်တယ်လို့ပြောနေကြတာကိုဘလူးကြီးကတော့ထူးဆန်းတဲ့ကြောင်လေးကိုအားရဝမ်းသာနဲ့ဧည့်သည်အဖြစ်ကြိုဆိုလိုက်ပါတယ်။ဒီနောက်မှာညံကြီးရှင်ကြောင်လေးဟာဘလူးကြီးရဲ့ကြီးမားတဲ့စွမ်းအားတွေကိုချီးကျူးပြောဆိုပြီးမူမမှန်တဲ့အကြောင်းအရာတစ်ခုကိုမေးလိုက်ပါတယ်။သခင်ကြီးခမရလောကမှာအမြင့်ဆုံးစွမ်းအားရှိပြီးတော့ဘသူနဲ့မှမရှင်သာဘူးလို့ကျွန်တော်ကြားဘူးတယ်။ဒါပေမဲ့ခမရကြွက်လေးလို့သိငယ်တဲ့တတ္တဝါဖြစ်ပြောင်းလဲနိုင်တယ်ဆိုတာတော့ရုံဖို့ခက်တယ်ဗျ။တလောက်စွမ်းအားကြီးတဲ့ခမရအကြီးဆုံးပဲပြောင်းနိုင်မှာပေါ့။ဘလို့အသေးဆုံးတတ္တဝါပြောင်းနိုင်မှာလဲဒီစကားတွေအားလုံးကအမှန်ပဲလားကျွန်တော်တတ်သိပြပါအောင်ဗျ။ကြောင်လေးရဲ့စကားတွေကြောင့်မာနထောင်လွှားနေတဲ့ဘလူးကြီးဟာကျေနပ်အားရနေခဲ့ပါတယ်။ချီးမွမ်းတန်တွေကိုထပ်ပြီးခံယူချင်တာကြောင့်ဘလူးကြီးဟာကြောင်လေးရဲ့မယုံကြည်နိုင်တဲ့စကားတွေကိုချက်ချင်းပဲတုံ့ပြန်လိုက်ပါတယ်။မယုံရင်မစော်ကားနဲ့ကောင်လေးမင်းမှားနေတာမင်းမယုံကြွက်တွေမကဘူးကွာပရွက်စိတ်ပိုးမွားတွေအဖြစ်ပါငါပြောင်းလဲနိုင်တယ်စောင့်ကြည့်အောင်နမောပုဒ္ဒတာပြောင်းစီသူ့ကိုယ်သူအထင်ကြီးနေတဲ့ဘလူးကြီးဟာသူ့ရဲ့ကြီးမားတဲ့စွမ်းအားတွေကိုထုတ်လွှတ်ပြီးအနီရောင်ကြွက်လေးအဖြစ်ပြောင်းလဲကကော်စောပေါ်မှာပြေးလွှားပြလိုက်ပါတယ်ဒီ
ဒီခွင့်ရရဖို့စောင့်ဆိုင်နေတဲ့ကြောင်လေးကလုံးဝအချိန်မဆွဲတော့ပဲအဲ့ဒီကြွက်စီကိုအမြန်ခုံဝင်ပြီးစားသုံးလိုက်တာပေါ့ဒီအခါမှာကြောင်လေးရဲ့လက်ကွက်ကိုတိသွားတဲ့ဘလူးကြီးလည်းအတိနောက်ကျသွားပါပြီစွမ်းအားကြီးမားတဲ့ဘလူးကြီးဟာချက်ချင်းစွမ်းအားတွေဆုံးရှုံးပြီးသေဆုံးသွားခဲ့ရပါတယ်ဒီဖြစ်ပျက်တွေပြီးတဲ့နောက်မကြခင်မှာပဲတော်ဝင်တပ်ဖွဲ့တွေချန်ရန်လိုက်ပါတဲ့ဘရင်ကြီးရဲ့ရထလုံးဟာပုံပိတ်မှန်စီကိုရောက်လာခဲ့ကြပါပြီအဲ့ဒီအချိန်မှာပဲညံကြီးရှင်ကြောင်လေးကပုံပိတ်မှန်ထဲကနေအမြန်ထွက်လာပြီးအိမ်ရှင်တဦးလိုသူတို့ကိုယဉ်ကျေးစွာကြိုဆိုလိုက်ပါတယ်အရှင်မင်းကြီးအခုမှပဲအရှင်မင်းကြီးကကျွန်တော်မျိုးရဲ့သခင်ပိုင်နဲ့နန်းတော်ရောက်လာပါပြီအရှင်မင်းကြီးအထဲကိုကြွပါခမဘရင်ကြီးဟာကြီးမားတဲ့နန်းတော်ကြီးနဲ့တူကြောင်လေးရဲ့အဲဝတ်ကျေပြမှုကိုသဘောကျနေခဲ့တာပေါ့။အိုးမောင်တိုးရေမင်းကတကယ်ကိုကြွယ်ဝချမ်းသာတာပဲ။မင်းမျိုးမင်းနွယ်ဖြစ်စီးစိမ်ဥစ္စာရှင်ပုံစံနဲ့မတက်ရက်နေတဲ့မောင်တိုးဟာချစ်စဖွယ်မင်းသမီးစီကိုယဉ်ကျေးစွာလက်လန်းပေးလိုက်ပါတယ်။ဒီနောက်မှာသူကကြောင်လေးကြိုတင်ပြင်ဆင်ပြီးခင်းကျင်းထားတဲ့ရွှေတဲ့ပစ္စည်းတွေအကောင်းဆုံးအစားအစာတွေနဲ့ဘရင်ကြီးကိုဧည့်ခံလိုက်ပါတယ်။ဘရင်ကြီးကတော့ထေဝါလွန်းတဲ့နန်းတော်နဲ့စီးစိမ်ဥစ္စာတွေကိုကြည့်ပြီးကျေနပ်အားရနေခဲ့တာပေါ့။ငါရဲ့စိတ်နှလုံးထဲမှာတိုင်းတာလို့မရဝမ်းသာမိတယ်။ဒီနောက်မှာဘရင်ကြီးကတောက်ပါတဲ့ရွှေနဲ့တန်မိုးရှိတဲ့စိန်တွေအပြည့်ရှိတဲ့ပန်နာတိုက်ကိုကြည့်ပြီးပြောလိုက်ပါတယ်။မောင်တိုးရေမင်းကတကယ်ချမ်းသာတဲ့တထေးတူဆိုတာငါယုံကြည်သွားပြီ။ပြီးတော့မင်းပိုင်ဆိုင်တဲ့အရာတွေကငါနဲ့တောင်တန်းတူရှိတဲ့သူတူလို့သတ်မှတ်လို့ရတယ်။ဒီတော့ငါတို့ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုပြသဖို့သမီးတော်လေးကိုမင်းနဲ့လက်ထပ်ပေးမယ်။ဘရင်ကြီးရဲ့စကားကိုကြားတဲ့အခါမှာမောင်တိုးကလည်းဝမ်းမြောက်ဝမ်းသာနဲ့မင်းသမီးကိုလှက်ခံခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဘရင်ကြီးကမောင်တိုးနဲ့မင်းသမီးဆန္ဒတို့အတွက်ခမ်းနားကြီးကျယ်တဲ့မင်္ဂလာပွဲတစ်ခုစီစဉ်ကျင်းပပေးခဲ့တာပေါ့။ဒါအပြင်ဘရင်ကြီးဟာသူ့ရဲ့စီးစိမ်ဥစ္စာအလုံးကိုမောင်တိုးကပဲစက္ကန့်သူဖြစ်တရားဝင်ပေးအပ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲညံကြီးရှင်ကြောင်လေးဟာနန်းတော်အတွင်းမှာဂုံတီရှိတဲ့မူးမတ်ရာထုကိုရရှိခဲ့ပါတော့တယ်။ဒီနောက်ပိုင်းငါကြွက်ဒါမှမဟုတ်တခြားတတ္တဝါတွေဖန်ဆားစရာမလိုတော့ဘူးပေါ့။နောက်ဆုံးမှာတော့မောင်တိုးဟာအတိတ်ကသူ့ရဲ့မှားယွင်းတဲ့အတွေးခေါ်ကိုရှင်းရှင်းလင်းလင်းသုံးသပ်မိခဲ့ပါတယ်။မိဘရဲ့အမွေဆိုတာတန်ဖိုးမဖြတ်နိုင်တဲ့အရာပဲ။သားသမီးတွေကဆန္ဒအလျောက်လက်ခံပြီးဘယ်အရာကိုမှအလွဲသုံးစားမလုပ်ဘဲနဲ့ကောင်းကောင်းမွန်မွန်ကြည့်ဥဆိုင်တဲ့နဲ့မိဘတွေဟာသားသမီးအတွက်သူတို့ရဲ့အမွေကိုယတနာတစ်ခုလိုလက်ဆင့်ကမ်းပေးခဲ့ကြပါတယ်။မိဘတွေကသားသမီးမြင့်မြင့်တွေကိုလက်ဆင့်ကမ်းပေးတဲ့စီးစိမ်ဥစ္စာကဈေးပေါ်သည်ဖြစ်စေဈေးကြီးသည်ဖြစ်စေသားသမီးတွေကစင်ကြယ်တဲ့စိတ်ထားနဲ့ကြယူဆိုင်တတ်ပါတယ်။ဒီပုံပြင်မှာသားအငယ်ဆုံးဖြစ်တဲ့မောင်တိုးဟာညံကြီးရှင်ကြောင်လေးကိုတငယ်ချင်းကောင်းမိတ်ဆွေကောင်းအဖြစ်ရရှိခဲ့ပါတယ်။အဲ့ဒီကြောင်လေးဟာမမျော်လင့်ပဲကံကောင်းခြင်းအမွေနဲ့တကုတ်ဖြစ်ခဲ့ပြီးသူ့ရဲ့သခင်ကိုတာယာဝပြောမှုစီခေါ်ဆောင်သွားခဲ့တာပါ။အဲ့ဒီကြောင်လေးဟာတခြားသူတွေရဲ့အေးဆက်တဲ့မြတ်တာကိုခံခဲ့ရပေမဲ့ဉာဏ်ပညာနဲ့လိမ္မာပါးနပ်မှုကြောင့်ကဘာပေါ်အရာအလုံးထက်တန်ဖိုးကြီးမားနေပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ပရိသတ်ကြီးတို့အခုလိုမျိုးဇာတ်လမ်းတွေသဘောကျရဲဆိုရင်တော့ကျမတို့ရဲ့ Lady SLS Channel လေးကို Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။အခု Channel မှာပရိသတ်ကြီးတို့သဘောကျစေမယ့်ပရိသတ်ကြီးတို့အတွက်အကျိုးရှိစေမယ့်ဇာတ်လမ်းကောင်းတွေကိုများစွာတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Subscribe လုပ်ခဲ့ပေးပါနော်။အခု channel မှာမမလေးတီခင်အမြဲတမ်းတင်ဆက်ပေးမှာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။